ရှိုးအားလုံးပဲလို့ပါဒီနေ့မှာတော့ဒီစီမှာပြန်လည်ဖတ်ပေးထားတဲ့မလီစာကိုခိုင်းပြမှာဖြစ်ပါတယ်။အရင်တော့မလီစာကြောင့်စကေတူ3ပြီးစကေ1တောင်းလိုက်လို့ရှိရင်စကေ2ရဲ့ကြံခဲ့ရပါတော့။ဒီကတော့စကေ2နဲ့စကေ1တော့တွဲသုံးလို့ရအောင်လုပ်ပေးထားပဲဖြစ်ပါတယ်။ဒါပေမဲ့စကေ23ရဲ့ enemy ကိုထိသွားတဲ့ damage ကိုတော့နည်းနည်းချော့ပေးထားပါတယ်။ကိုရတော့အရင်တော့မလီစာတော့ထောက်ချောက်ကင်နေရိုးရဖြစ်ပါတယ်။ဒါပေမဲ့နက်ပြီးနောက်ပိုင်းမှာကိုမကင်ပြတော့ဘူးပေါ့နော်။မလီစာကိုဘာလို့ကြကြလဲဆိုတော့စကေ2သာမှန်အောင်တော့စားပေးရဖို့အလွယ်လေးပေါ့နော်။ဒါပေမဲ့လည်းအနီဘက်ကဗန်းညံ့ရင်ဖွင့်တိုင်းတော့တော့မပြစ်နဲ့ပေါ့နော်။အော်ပြောဖို့တစ်ခုကြံသေးတယ်မလေးရှားအဲ့ဒီတောင်းလိုက်လို့ရှိရင် physical တစ်ဖက်ပိုတိုးသွားမှာဖြစ်ပြီးတော့ရှီလဲအနေငယ်တက်မှာဖြစ်ပါတယ်ဒီဘက်မှာတော့အန်ဒီဘက်ကနတ်တန်ရဲ့ asset ရဲ့မိုတိုကိုမိုလုပ်ထားပါတော့တက်ရခတ်ပါတယ်ကိုရေးဘက်မှာပါလာတော့အတွဲပဲဖြစ်ပါတယ်အတွဲဆိုတော့ဒီရဲ့အတိုင်းပဲ6လင်းကိုမပူပါဘူးနောက်ပြီးတော့တပွဲလုံးမှာကိုရီတစ်ခါမှမပူသွားဘူးပေါ့နော်ကြီးဒီဘက်မှာတော့ကိုရီပုံသေးတိုင်းသွားလို့မရဘူးပေါ့နော်ဝင်းရှမ်းနေရာမှာ CF ဘက်ပြောင်းလိုက်ပါတယ်အကြမှာ asset ကိုကောင်းလာလို့ရမှာပေါ့နော်ဘာလို့ဆို asset တွေးဟီရနေတဲ့ကိုရီပြည့်လို့လောက်မှာမဟုတ်ပါဘူးရိုးတွေ့လားဘတ်တယ်လဲဆိုင်တာမဟုတ်နဲ့တွေးပြည့်ယူအသက်လူကြီးပူတာပဲဖြစ်ပါတယ်ကိုကြီးကျော်ဘတ်တယ်ဝင်လာရင်စပို့ပေးမဲ့လူတရားမှမရှိဘူးပေါ့နော်ဒီပွဲမှာတော့ OSK2 က enemy အကုန်လုံးဓမိတ်ထိလို့တာပေါ့နော်ဘာလို့ဆိုရင်ဒီပွဲကအခွေးဖြစ်မဲ့ပွဲပဲဖြစ်ပါတယ် Real ကလောက်ပဲပေါ့နော်စောင့်ကြည့်ကြည့်ပေးတဲ့တင်နေအောင်ကျေးဇူးတင်ပါတယ်ဒါပါပဲ